မနက်3 နာရီပေါ့နော်3 နာရီမှာမီးဖွင့်လာကြပြီပေါ့နော်တမီးနောက်ဆုံးတော့ပါတူဟုတ်ပါလားတမီးက3 နာရီမင်းနဲ့ထိုင်ပေါ့နော်ကင်းကဲဒီကင်းကဲကိုတမီးအများဆုံးသုံးပါတယ်လူပိုင်းကဒီမှာမဟုတ်ကြဘူးနော်တကယ်ဒီနေ့ဒီမှာမပါဆိုင်အောင်ဒီမှာစားတယ်ပေါ့နော်โอเคမနေ့3 နာရီဆိုအရင်မောက်နေပေါ့နော်ကြောင်လေးတွေလည်းအိမ်မှာရှိရဲကြောင်လေးတွေကြားရပေါ့နော်ကြောင်လေးတွေရှိတယ်ဒါမှโอเคကြောင်လေးတွေရှိရဲဒီမှာနောက်ကောင်တော့ဘူးဒီမှာမင်းကတော့မသိဘူးလို့နော်ကောင်တူလာတော့တူတော့နော်ကောင်အရင်ထွက်ချင်တာပေါ့တူတော့နော်ကောင်ကသမီးရှိတွေ့ရမှာတင်လားအဲ့ဒါတင်လားဖီးနေကြုံပြီပေါ့နော်အခု3 ရက်လောက်ကြော်ပြီပေါ့နော်ဒါ2 ရက်လောက်ပဲရှိတော့တယ်2 ရက်တက်ကြော်တေရခဏနဲ့တက်ကြော်ပါတမီးအခက်ခက်ရတယ်နည်းနည်းပြန်လာမှဖြစ်နေတယ်ဘာလို့ရမလဲမသိဘူးညီမရလည်းဘယ်လိုဆက်ကြလဲပြလာမလားဟိုင်းလာခဲ့ဟိုင်းโอเคလာပါတော့အခုကအခါနာမရလားဒီနေ့ပါဟိုမှာဟယ်လိုကဲတော့လေတော့အခါနဲ့ရှိရဲဒီမှာတွားကြရဘူးပြီစခုံမယ်နော်1 2 3 4မိုက်ဒီတွဲအကောင့်ကကွယ်ခု subscribe Ruby Gaming Official ကိုတွားပြီး subscribe လုပ်လိုက်ပါဦးဘာလို့လဲဆိုတော့သူက subscriber 1K ပြီးတော့ 1K ပြီးတော့ပါမယ်အဲ့ဒါကြောင့်မလို့ subscribe လေးလုပ်ခဲ့ပါအောင်တမီးမွေးနေ့တုန်းကလက်ဆောင်လေးရောက်တာအများကြီးပဲမကြည့်ပါဘူးโอเคနော်ဟုတ်ရှိတယ်ရလာဘူးမစတစ်ကာမလာပူပါဒီလာပူလေးကိုကြိုက်ဆုံးပါဒီချာဟာနေပါခဲ့ရင်လည်းပေါ့နော်ခလိုဝီကပေါ့နော်ခလိုဝီကအေးရပြပါတမီးတို့တက်တယ်ခလိုဝီကကြတော့ပေါ့နော်ဒါလေးကြိုက်ပါတယ်ဒါလေးကြိုက်ပါတယ်ဒီချဲဟာနေပေးထားဥစားလေးကိုကြိုက်ပါတယ်နော်ပေါ့နော်ဒီမှာဒီချာဟာနေရှင်ခလိုဝီကလေဒီချာဟာနေပြီးသွားတယ်ပေးထားတဲ့မိုးဝါးရုပ်လေးကိုကြိုက်တယ်နော်ဒီချာဟာနေရဲ့မိုးဝါးရုပ်လေးဘာလို့ပိုကြိုက်ရလဲဆိုတော့တမီးမသိပါဒီချာဟာနေရဲ့မိုးဝါးရုပ်လေးကိုခလိုဝီကပိုကြိုက်ပါတယ်တဲ့နော်ဒီချာဟာနေပါခဲ့ရင်လည်းဝင်ကြည့်ခဲ့ပေးပါ拜拜